တင်အခုလက်ရှိချက်တန်းနေရတဲ့အခြေအမှာကိုအချစ်ဆုံးကိုအယုံကြည်စဆုံးသူကပဲကိုရဲ့စွမ်းရည်တွေကိုအများဆုံးစုပ်ယူနေတယ်လို့ခံစားဖို့ပါသလားသူ့ကိုချစ်တော့ချစ်တယ်ဒါပေမဲ့သူဘဲနားမှာရှိနေတဲ့အချိန်တိုင်းကိုတန်ဖိုးမှုရှိသလိုအမြဲတမ်းအမားလူမိနေသလိုမျိုးခံစားနေရပြီလားအချစ်ဆိုတာလူတယောက်ကိုခွန်အားတွေပေးရမယ်အစားနေ့တိုင်းမျက်ရည်ကျအောင်စိတ်ဖိစီးရောက်လုံနေပြီဆိုရင်တော့တင်ဟာချစ်ချင်းမြတ်တာအစစ်အမှန်ထဲမှာရှိနေတာမဟုတ်ပါဘူးတင်ဟာအစိတ်သက်နေတဲ့ဆက်ဆံရေးတနည်းအားဖြင့် toxic relationship ထဲမှာပိတ်မိနေတာဖြစ်နေပါတယ်မင်္ဂလာပါအချစ်ရေးအိမ်တောင်ရေးနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေကိုနားလည်စာနာစွာနဲ့အပြေရှားပေးနေတဲ့ He and She မြန်မာ channel ကနေကြိုဆိုပါတယ်ဒီကနေ့မှာတော့လူတော်များများကိုယ်တိုင်ကြုံတွေ့နေရပေမဲ့ရုံးထွက်ဖို့ခက်ခဲနေတတ်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ toxic relationship ထဲမှာရှိနေတဲ့လက္ခဏာများအကြောင်းကိုအသေးစိတ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုယ်တိုင်ကပဲဒီလိုဆက်ဆံရေးမျိုးမှာရှိနေသလားဆိုတာကိုဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ရင်းအပြေရှားကြည့်ကိုဖိတ်ခေါ်ချင်ပါတယ်အစိတ်တင်ဆက်ဆံရေး toxic relationship ဆိုတာဘာလဲ toxic relationship ဆိုတာကိုစဉ်းစားလိုက်ရင်လူအများစုကရိုက်နှက်တာဇိုးပိုင်းဆိုင်ရာအကြမ်းဖက်တာမျိုးကိုပဲပြေးမြင်တတ်ကြပါတယ်တကယ်တော့ toxic ဖြစ်တယ်ဆိုတာအဲ့ဒါထက်အများကြီးပိုနက်နဲပါတယ်ရုပ်ပိုင်းဆိုင်ရာအနာတရမဖြစ်ပေမဲ့စိတ်ပိုင်းဆိုင်ရာကိုတဖြည်းဖြည်းချင်းတေဆုံးသွားအောင်လုပ်တဲ့ဆက်ဆံရေးမျိုးပါကျမ်းမာတဲ့ဆက်ဆံရေးတစ်ခုမှဆိုရင်နားလည်မှုလေးစားမှုနဲ့အပြန်အလှန်ပံ့ပိုးကူညီမှုတွေရှိပါတယ်ဒါပေမဲ့ toxic ဖြစ်တဲ့ဆက်ဆံရေးမှာတော့တကိုယ်ကောင်းဆန်မှုထိန်းချုပ်ခြင်းမှုနဲ့အပြစ်တင်မှုတွေကသာနေရာယူထားတတ်ပါတယ်သင်ဟာအပင်လေးကပင်ဆိုရင် toxic partner ဆိုတာသင်ကိုရေမလောင်းပဲနေအောင်ရေကိုပါကွယ်ထားတဲ့သူမျိုးပါအချိန်ကြာလာတာနဲ့အမျှသင်ဟာညှိုးနွမ်းလာမယ်ကိုယုံကြည်မှုတွေပျောက်ဆုံးလာမယ်ဒါဟာ toxic relationship ရဲ့အခြေခံသဘောတရားပါပဲအစာပိုင်းမှာမတိမထားမိတတ်တဲ့အနီရောင်အချက်ပြများ the subtle red flags toxic ဖြစ်တဲ့သူတော်များများကအစာပိုင်းမှာအရန်ကိုပြီးပြည်စုံတဲ့သူတွေဖြစ်ရောက်တတ်ကြပါတယ်ဒါကိုစိတ်ပညာမှာ love bombing လို့ခေါ်ပါတယ်လိုရပိုတဲ့ဂယုဆိုင်မှု love bombing အစာပိုင်းမှာတင်းကိုကဘာပေါ်မှာအရေးကြီးဆုံးလူတယောက်လိုဆက်ဆံပါလိမ့်မယ်လက်ခေါင်းတွေအဆက်မပြတ်ဖီးမယ်အချင်းဖိစာတွေပို့မယ်ဖုံးတွေဆက်မယ်ဒါကိုတင်ကငါ့ကိုအရန်ချစ်လို့ပါလားလို့ထင်သွားတတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကဒါချစ်လို့မဟုတ်ဘဲတင်းကိုမြင်းမြန်းဆန်းဆန်းတင်းပိုက်ခြင်းလို့တင်းရဲ့ယုံကြည်မှုကိုမြန်းဆုံးရယူခြင်းလို့လုပ်တဲ့ထိန်းချုပ်မှုတစ်ခုသာဖြစ်ပါတယ်နှစ်တီးခြားဖြစ်အောင်ခွဲထုတ်တာ isolationဆက်ဆံရေးတစ်ခုတည်ငြိမ်လာပြီဆိုတာနဲ့သူတို့ရဲ့ဒုတိယအဆင့်ကစောက်ပါပြီတင်းကိုတင်းရဲ့တငယ်ချင်းတွေမိသားစုတွေနဲ့ဝဲအောင်တခေးပြေးချင်းလုပ်ပါတော့မယ်မင်းတငယ်ချင်းတွေကငါ့ကိုသဘောမကျဘူးထင်တယ်မိသားစုကငါတို့နှစ်ယောက်ကိုခွဲကျင်နေတာငါတို့နှစ်ယောက်တည်းအတူရှိနေရင်လုံလောက်တယ်လေစသည့်စကားတွေနဲ့တင်းကိုတခြားလူတွေနဲ့အဆက်အသွယ်ပြအောင်လုပ်ပါတယ်ရည်ရွယ်ချက်ကတော့တင်းပြဿနာတစ်ခုခုကြုံလာတဲ့အချိန်မှာတိုင်ပင်စရာလူမရှိအောင်သူတယောက်တည်းကိုသာမိခိုနေရအောင်လုပ်တာပဲဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာချဲ့လေမှု gaslighting အန်ဒီ toxic relationship ရဲ့အဆိုးရွားဆုံးလက္ခဏာတစ်ခုကတော့ gaslighting လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကစားလာပဲဖြစ်ပါတယ် gaslighting ဆိုတာတင်းကိုတင်းရဲ့မှတ်ဉာဏ်တင်းရဲ့ခံစားချက်တင်းရဲ့အသိစိတ်တွေကိုတင်းကိုယ်တိုင်ပြန်ပြီးတန်တရားဝင်လာအောင်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်ဥပမာသူကအမားတစ်ခုလုပ်ထားတယ်တင်းကအဲ့ဒါကိုသွားမေးတဲ့အခါငါအဲ့လိုမပြောခဲ့ပါဘူးမင်းဘာသာမင်းရှုပ်တွေးနေတာမင်းကအမြဲတမ်းပြဿနာရှာချင်နေတာမင်းအရန် sensitive ဖြစ်လွန်းတယ်ဆိုပြီးပြန်ပြောတတ်ပါတယ်အချိန်ကြာလာတဲ့အခါတင်းဟာကိုအယူတယောက်လိုခံစားလာရပါတယ်ငါပဲတကယ်အမှားလုပ်နေတာလားငါပဲအရာရာကိုအစိုးမြင်နေတာလားဆိုပြီးကိုအပြစ်တင်လာတတ်ပါတယ်ဒါဟာအစိတ်တင်ဆက်ဆံရေးမှာအရန်ကိုအတွေ့များပြီးအရန်ကိုအန္တရာယ်ကြီးတဲ့လက္ခဏာတစ်ခုပါအမြဲတမ်းအပြစ်တင်ခံရခြင်းနဲ့တန်ဖိုးချခံရခြင်းလူဆိုတာအမှားနဲ့မကင်းပါဘူးဒါပေမဲ့ကျမ်းမာတဲ့ဆက်ဆံရေးမှာအမှားလုပ်မိရင်အပြုသဘောဆောင်တဲ့အကြံဉာဏ်ပေးပါတယ် toxic relationship မှာကြတော့အဲ့ဒီလိုမဟုတ်ပါဘူးတင်ဘာလို့အဖြစ်မြင်နေတတ်ပါတယ်တင်ဝတ်တဲ့အဝတ်အစားကအစစကားပြောပုံအလုပ်ပုံအားလုံးကိုအသေးအမွှားလေးကအစလိုက်ပြီးဝေဖန်တတ်ပါတယ်လူရှိသူရှိမှာတင်ကိုနှိမ်ချပြီးနောက်ပြောင်းတာမျိုးဟာတော့လောက်တာမျိုးတွေလောက်တတ်ပါတယ်တင်ကစိတ်ဆိုးသွားတယ်လေဟာတော့လီလောက်တာကိုစိတ်တော်နေတယ်ဆိုပြီးတင်ကိုပဲပြန်အပြစ်တင်ပါလိမ့်မယ်သူတို့ရဲ့အမြင်မှာတင်ဟာဘယ်တော့မှမလုံလောက်တဲ့သူ never good enough ဖြစ်နေပါတယ်ဒီလိုအမြဲတမ်းအပြစ်တင်ခံရတဲ့အခါတင်းရဲ့ကိုယုံကြည်မှု self esteem ဟာတဖြည်းဖြည်းရိုက်ချိုးခံရပြီးမာဟာဘာမှသုံးစားမရတဲ့သူပါလားဆိုတဲ့တင်မင်းစိတ်တွေဝင်လာပါတော့တယ်ကြက်ဥခုံးပေါ်မှာလမ်းလျှောက်နေရတယ်လို့ခံစားရခြင်း
toxic relationship မှာနေရတဲ့ခံစားချက်ကိုအတိအကျဆုံးဖော်ပြရမှာဆိုရင်ကျဲဥခွန်ဒီပေါ်မှာလမ်းလျှောက်နေရတယ်လို့ပဲလို့ပြောရမှာပါအိမ်ပြန်ရောက်တဲ့အခါသူစိတ်ကြည်ပါမလားဆိုပြီးရင်တထိတ်ထိတ်နဲ့ဝင်ရတယ်စကားတခွန်းပြောကနီးတိုင်းဒီစကားပြောလိုက်ရင်သူစိတ်ဆိုးသွားမလားဆိုပြီးအကျဉ်းချင်းစဉ်းစားနေရတယ်သူ့ရဲ့စိတ်ခံစားချက်ကယာဒီဥလူလိုပါပဲမနက်ကအရန်ကောင်းနေပြီမဲ့နေ့လေကြရင်ဘာမဟုတ်တာလေးတစ်ခုနဲ့ဒေါသတွေထွက်ပြီးပောက်ကွဲခြင်းပောက်ကွဲနေတာပါတယ်ဒီလိုအခြေအနေမျိုးမှာတင်ဟာတင်းရဲ့လွတ်လပ်ခွင့်တင်းရဲ့တဘာဝကြမှုတွေကိုစွန့်လွတ်လိုက်ရပြီးသူ့ရဲ့စိတ်အလိုကိုပဲအမြဲတမ်းလိုက်ပြီးဖြည့်ဆည်းနေရတဲ့ရုပ်တရက်ရုပ်နည်းတစ်ခုဖြစ်လာပါတော့တယ်တင်းရဲ့ပျော်ရွှင်မှုဟာသူ့ရဲ့စိတ်ခံစားချက်ပေါ်မှာပဲမူတည်နေပါတော့တယ်ချိုးမမီတော့စွာရင်နဲ့ပိတ်ဆက်မှုဆက်ဆံရေးတစ်ခုဆိုတာနှစ်ယောက်စလုံးကလေတစင်းကိုအတူတူလှောခတ်နေရတာပါဒါပေမဲ့တောက်စစ်ဖွင့်တဲ့အခြေရေးမှာတော့တင်တလန့်ထဲကပဲအသေးအလဲလှောခတ်နေရပြီးသူကတော့ထိုင်လိုက်နေုံတတ်တတ်ဖြစ်နေတတ်ပါတယ်ပြဿနာတစ်ခုခုဖြစ်တိုင်းတင်ကပဲအမြဲတမ်းအလျှော့ပေးရတယ်တင်ကပဲတောင်းပန်ရတယ်သူ့ရဲ့လိုအပ်ချက်တွေကိုတင်ကဖြည့်ဆည်းပေးဖို့အမြဲအဆင်ရှိပြီးနေပြီမဲ့တင်တကယ်လိုအပ်တဲ့အချိန်ဥပမာနေမကောင်းတဲ့အချိန်စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာသူကတင့်ပေးမှရှိမနေတာပါဘူးတင်းရဲ့အောင်မြင်မှုတွေကိုသူကဂယုမဖြူပေးတဲ့အပြင်တင့်ကိုမနာလိုဖြစ်တာမျိုးအတိမမတ်မပေးတာမျိုးတွေလုပ်တတ်ပါတယ်ဒီလိုနဲ့တင်ဟာတနေ့တခြားစိတ်ရောကိုယ်ပါပင်ပန်းနွမ်းနေလာပြီးအခြေရေးဆိုတာပင်ပန်းလိုက်တာလို့ခံစားလာပါတယ်တန်တရားလဲနေတဲ့နာကျင်မှုဒီလောက်တောင်နာကျင်ရပါတယ်ဆိုရင်ဘာလို့လမ်းမခွဲနိုင်ကြတာလဲဒီမေးခွန်းကလူတိုင်းမေးတဲ့မေးခွန်းပါအဖြေကတော့ trauma bonding လို့ခေါ်တဲ့နာကျင်မှုနဲ့ရင်သွဲနေတဲ့တန်ရောစေကြောင့်ပါတောက်စီ relationship တွေဟာအမြဲတမ်းဆိုးရွားနေတာမဟုတ်ပါဘူးတန်တရားတစ်ခုလိုလဲပတ်နေတာပါတင်းပန်းမှုစတင်ခြင်းနဲ့ပောက်ခွဲခြင်းပြန်လဲတင့်မြတ်ခြင်းဒီအခါမှာတော့သူကအယမ်းကိုနောင်တရဟန်ဆောင်ပြီးတောင်းပန်ပါလိမ့်မယ်နောက်တစ်ခါမလို့တော့ပါဘူးငါတကယ်ပြင်ပါမယ်ငါမင်းမရှိရင်မနေနိုင်လို့ပါဆိုတဲ့စကားတွေနဲ့တင့်ကိုပြန်ချော့ပါလိမ့်မယ်အစပိုင်းတုန်းကလို့အယမ်းဂရုစိုက်တဲ့ပုံစံမျိုးပြန်ပြပါလိမ့်မယ်ဒီအခါမှာတင်ကသူတကယ်ပြောင်းလဲသွားပြီဆိုတဲ့မျောလင်းချက်လေးနဲ့ပြန်ခွင့်လွတ်လိုက်ပါတယ်ဒါပေမဲ့အချင်းအနည်းငယ်ကြတာနဲ့ဒီတန်တရားကပြန်ဆပါတယ်ဒီလိုမျောလင်းချက်ပြီးလိုက်ပြန်ရိုက်ချိုးလိုက်လုပ်နေတာဟာတင်းရဲ့စိတ်ကိုဆွဲလန်းစေပြီးသူ့ကိုမထားခဲ့နိုင်အောင်တန်ကြိုးခတ်ထားသလိုထစ်သွားစေပါတယ်ဘလို့ယုံထွက်ပြီးကုသားကြမလဲဒီအချက်တွေကိုနားထောင်ပြီးတင်ကိုယ်တိုင် toxic relationship ထဲမှာရောက်နေတယ်လို့ခံစားရင်သိထားရမယ့်အရေးကြီးဆုံးအချက်ကတော့သူပြောင်းလဲသွားပါလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုစွန့်လွတ်လိုက်ထို့ပါပဲလူတစ်ယောက်ကသူကိုယ်တိုင်ပြောင်းလဲခြင်းစိတ်မရှိတဲ့၍တင်းရဲ့အခြေတွေပေးဆက်မှုတွေနဲ့သူ့ကိုပြောင်းလဲပြီးလို့မရပါဘူးတင်းကိုတင်ကဲတင်ဟုတ်အချိန်တန်ပါပြီတက်လက်ခံပါပထမဆုံးအနေနဲ့ကိုဟာတောက်စစ်ဆက်ဆံအေးထဲမှာရောက်နေတယ်ဆိုတာကိုရဲရဲဝံဝံလက်ခံလိုက်ပါကိုအပြစ်မတင်ပါနဲ့နှစ်ဘောင်တက်မှတ်ပါတင်လက်ခံနိုင်တဲ့အရာနဲ့မလက်ခံနိုင်တဲ့အရာကိုပြက်ပြက်တတ်တက်မှတ်ပါသူကတင့်ကိုအော်ဟစ်ဆဲဆိုလာတဲ့ဒီလူဆက်ဆံတာကိုငါလက်မခံနိုင်ဘူးဆိုပြီးပြက်ပြက်တတ်တုံ့ပြန်ပါအကူကြီးတောင်းပါအထီးကျမနေပါနဲ့တင်ယုံကြည်ရမယ့်တငယ်ချင်းမိသားစုဒါမှမဟုတ်စိတ်ပိတ်ပါညာရောက်နှီးပညာရှင်တွေနဲ့တိုင်ပင်ပါထွက်ခွာဖို့ပြင်ဆင်ပါတခါတရံမှာချက်ချင်းလမ်းခွဲဖို့ခက်ခဲတတ်ပါနဲ့အထူးသဖြင့်ငွေကြေးအရာမိသားစုအရာပတ်သက်မှုတွေရှိနေရင်ပါဒါကြောင့်လုံခြုံစိတ်ချတဲ့အစီအစဉ်တစ်ခုဆွဲပြီးမှထွက်ခွာပါအချစ်ဆိုတာတင့်ကိုငိုကြွေးစေဖို့တင့်ကိုတန်ဖိုးမဲ့သွားစေဖို့မဟုတ်ပါဘူးအချစ်စစ်ဆိုတာတင့်ကိုလုံခြုံမှုပေးရမယ်တင်ဖြစ်တည်နည်းလေးပုံစံအတိုင်းကိုလက်ခံပေးနိုင်ရမယ်ပြီးတော့တင့်ဘဝကိုပိုးပြီးတောက်ပလာအောင်ပံ့ပိုးပေးနိုင်ရပါမယ်အခုပြောပြပေးသွားတဲ့လက္ခဏာတွေကအများစုဟာတင့်ရဲ့လက်ရှိအခြေရေးမှာဖြစ်တည်နေတယ်ဆိုရင်တင့်ကိုတင်ပြန်မေးကြည့်ပါငါဒီလိုနာကျင်ရဖို့ထိုက်တန်လို့လားဆိုတာကိုပါတင့်အနေနဲ့ပျော်ရွှင်မှုတွေလေးစားမှုတွေနဲ့ပြည့်နှက်နေတဲ့အခြေရေးမျိုးကိုပိုင်ဆိုင်ခွင့်အပြည့်အဝရှိပါတယ်ဆိုတာကိုအမြဲတမ်းသတိရပေးပါဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတင့်အတွက်ခွန်အားတစ်ခုခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်အခုလိုမျိုးဆက်ဆံရေးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့ He and She မြန်မာ channel ကို subscribe လုပ်ထားပေးပါအောင်ကြည့်ရှုနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ